ဒူးရင်ရသည်ဆိုတော့ဒူးရင်ကြိုက်တဲ့လူတွေအတွက်ဘယ်လိုမျိုးရွေးရမလဲဆိုတာလေးကိုဒီဗီဒီယိုထဲမှာပြောပြသွားပါမယ်ဒူးရင်ဒီမျိုးစားတွေကတော့အများကြီးပေါ့နော်ဒါပေမဲ့ဘယ်လိုမျိုးစားပဲမဆိုဒီအချက်၃ချက်အတိုင်းဒီအဆင့်၃ဆင့်အတိုင်းရွေးလို့ရှိရင်တော့စားကောင်းတဲ့အသီးကိုရွေးမိမှာဖြစ်ပါတယ်ဒါဟိုနေ့ကတော့မက်ခရိုကနေအလုံးလိုက်လာပို့တာကိုတိုင်းတော့မရွေးလိုက်ရဘူးပေါ့နော်စားကောင်းပါတယ်မွန်ထောင်းတီးလေးပါကိုကတော့အမှဲ့ကြိုက်တယ်ဆိုတော့မှဲ့တဲ့အထိစောင့်ပြီးမှခွဲတာပေါ့နော်မွန်ထောင်းတီးရဲ့ထုံးစံအတိုင်းအသားများပြီးအစစ်သေးပါတယ်ဒူးင်းနီးကအဓိကတော့နာမည်ကြီးတာ9မျိုးလောက်ရှိတယ်ပေါ့နော်မူဆန်ကင်းကတော့ဈေးကြီးဆုံးနဲ့စားလို့ကောင်းဆုံးပါပဲမွန်ထောင်းတီးကတော့နာမည်ယူရီးယားဘက်ကနေနာမည်ကြီးတယ်ပေါ့နော်နောက်ပြီးတော့ပုံမနီးသီးလို့လည်းခေါ်တာတစ်ခုရှိတယ်ပေါ့အဲ့ဒါလည်းချိုးပါတယ်ကျန်တဲ့သီးတွေကတော့သိမသိပါဘူးကဲဘယ်သီးပဲဖြစ်ဖြစ်ရွေးမယ်ဆိုရင်နံပါတ်1အလုံးဝိုင်းတာကိုရွေးရပါမယ်ချွန်တာနဲ့ဆိုင်ဝိုင်းတဲ့အသီးကပိုပြီးစားကောင်းပါတယ်နံပါတ်2အဆင့်ကတော့အစူးကျဲတာကိုရွေးရပါမယ်အစူးကျဲတဲ့အသီးကပိုပြီးတော့အရသာရှိတယ်လို့ပြောပါတယ်တကယ်လည်းရွေးတဲ့အခါမှာဒီကမှန်တာကိုတွေ့ရပါတယ်နံပါတ်3ကတော့အကန့်ကြီးများတာကိုရွေးတင်တယ်ပေါ့နော်ဒါမှသာလေအသားတွေကအကန့်တိုင်းမှာပါပြီးတော့ကောင်းတာဖြစ်ပါအများကြီးရမှာဖြစ်ပါတယ်ကဲဒူးင်းဒီရွေးတတ်ပြီဆိုရင်တော့ဒူးင်းဒီနဲ့ရွေးပြီးစားတယ်တွဲပြီးစားတယ်မင်းကိုတီကြောင်းလည်းပြောပြပါမယ်မင်းကိုတီကဒီလိုမျိုးအယောင်မဲနေပြီဆိုရင်တိတ်မခံတော့ဘူးတချို့ဆိုရင်လုံးဝခွဲလို့မရမျိုးရှိတယ်ဒီလိုအနီသီးတွေကသာလေကြကြထားခံတယ်ပေါ့နော်ကဲတော့ရွေးပြီးဝယ်မယ်ဆိုရင်အနီရောင်လေးတွေကိုရွေးပြီးဝယ်ပါလို့ပြောချင်ပါတယ်ဒူးင်းဒီစားပြီးရင်မင်းကိုတီကစားပြအောင်စားပေးပါဒါမှအပူမကန်ပါဘောနော်ကဲဒွေးနီးရွေးနီးတည်ပြီးမင်းကိုတီရွေးနီးတည်ပြီးကျေးဇူးပါ